Hello, hello ပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ပိတ်ရက်မှာပေါ့နော်ကျမအမေကမြန်မာနေပေါ့နော်ဘန်ကောက်ကိုအလဲခဏရောက်နေတော့အမေကိုပေါ့နော်ဘန်ဆယ်ကိုအလဲခေါ်သွားရင်းနဲ့အဲ့ဒီဘန်ဆယ်နားမှာရှိတဲ့ပေါ့နော်အရန်အလိုလေလို့ကောင်းတဲ့ကလေးတွေတော့လည်းအရန်ဆော့လို့အဆင်ပြေတဲ့ဒီပန်းချန်လေးတစ်ခုရောက်ခဲ့တယ်ပေါ့နော်အဲ့ဒီတဲမှာကျတော့လေကလေးတွေဆော့စရာတွေလည်းအဆုံရှိရပြီးတော့ဒီလိုမျိုးရွှေငါးတွေကပေါ့နော်ရှောင်းလမ်းမှာရွှေငါးအပြည့်ပဲငါးစားလဲကျွေးလို့ရတယ်ပေါ့နော်ပြီးတော့အမှတော့လေခုံနေနဲ့လည်းထိုင်ပြီးတော့လေအမှစားတောက်တွေလည်းစားလို့ရတယ်အဲ့ဒါလေးလည်းရှိပါတယ်ရှင်ဒီလိုကလေးတွေစိတ်ဝင်စားစရာပေါ့နော်အရန်စုံတာဒီလိုမျိုးစောစရာရှောတွေပါလေဆိုလို့အပြည့်စုံပဲဒါလေအခုမှဆက်ဖွင့်ခြင်းမလို့အဲ့ဒီရှောတွေကလည်းအဲ့လိုအကောင့်တိုင်းအစုံလေးရှိရပါတော့နောက်ကြာလို့ရှိရင်တော့ပျက်စီးသွားမယ်ထင်ပါတယ်ဒီလိုလေးပေါ့နော်ကျဲရလည်းကျဲတယ်ပေါ့နော်ကာပတ်ကင်လည်းကောင်းကောင်းထားလို့ရတယ်ကာပတ်ကင်လည်းရှိရပေါ့နော်ဒီလိုမျိုးပေါ့နော်သူရဲ့ရှောက်လန်းထဲမှာရင်ငွေလေးတွေနဲ့လှုပ်ထားတဲ့အတိုင်းလို့စော်လေးတွေလည်းရှိရပေါ့နော်အဲ့လိုကလေးတွေအရင်စိတ်ဝင်စားစရာကောင်းတယ်အဲ့လိုထိုင်ပြီးတော့နေလေအေးစိတ်အနားယူလို့ရတယ်ဒီနေ့ပိတ်ရက်ဖြစ်နေတော့လေခုံနေရပြည့်နေမယ်ထင်တယ်ပြောရှိဒီလိုနေရာလေးကိုလေအရန်တဘောကြတယ်ပေါ့နော်ဒီမှာကလေးတွေအတွက်ပေါ့နော်ဒီလိုလေးအယုတ်ကလေးတွေရောအဲ့လိုလေရင်ရှောက်လန်းလေးနဲ့ဒီလမ်းလေးကလည်းအရန်လှတယ်ဒီလားအပြစ်မှလေးပြီးတော့လေဒီလေရင်ကြီးတဲ့မှာပေါ့နော်လူတွေကတက်သွားနိုင်မြင်တာနဲ့ကိုရီးယားလည်းပါရှိလေဆိုပြီးလာသွားကြည့်မယ်ဆိုပြီးကလေးတွေခေါ်သွားရင်လည်းရှောက်ပြီးသွားကြည့်ကြတာအဲ့ဒီလေရင်ကြီးတဲ့မှာလေတကားလည်းဖွင့်ပြီးတော့နေအမဝင်လိုက်ရောလုံးဝမထင်မှတ်ထားဘူးပေါ့နော်မြင်ကွင်းလေးကတော်လေးကိုအဲ့လိုလေသူတို့တွေကလေထူးထူးဆန်းဆန်းလေးတွေအဲ့လိုမျိုးလုတ်တက်တယ်လို့ပြောရမယ်ဒီမှာတခြားလိုက်ကြည့်နော်တကားလေးဖွင့်လာနေလေမြင်ကွင်းလေးအထဲထဲမှာတအားလှတော့ပဲတဲ့နဲ့ဒီလိုလေးပါရှင်ဘာမှမဟုတ်စားတောက်ဆိုင်လေးပေါ့နော်ဒီမှာစားလို့ရတယ်အဲ့လိုလေးပါရှင်မထင်ထားဘူးပေါ့နော်ကိုကပြီးတော့အဲ့ကနေအိတ်စက်ကနေပဲကိုရီးယားတန်ပြီးပြန်ထွက်တယ်ပေါ့နော်ထွက်ပြီးတော့နေအမဒီလမ်းလေးမှာတစ်ချက်ကိုကဗီဒီယိုလေးနည်းနည်းရိုက်တယ်ရန်လှလို့ပေါ့နော်အဲ့ဒါနဲ့ပင်နေပပလေးလှည့်ကလေးတွေကိုပေးစော်ပြီးတော့နေပဲပြန်ခလိုက်ပါတယ်ရှင်တငယ်ချင်းတို့လည်းလေအဲ့လိုမျိုးဘန်ကောက်နဲ့အနီးနားလေးပေါ့နော်ကလေးတွေကိုခေါ်သွားခြင်းနဲ့ဆိုလို့ရှိရင်လေအဲ့နားလေးကိုသွားလို့ရတယ်ပေါ့နော်ဘန်ဆယ်ကိုသွားရင်းနဲ့လေပင်လေထဲမှာရေကူးရင်းနဲ့လေဒီတဲကိုဝင်လို့ရှိရင်လေအဲ့ဒီတနေ့ကတော့ဒီလုံးဝဘယ်လိုပြောမလဲအကျိုးရှိသွားမှာပေါ့နော်တခါတည်းနဲ့ကွာရေလေးတော့စော့မယ်ပန်ဆယ်မှာပင်လယ်ကမ်းခြေမှာရေလေးတော့စော့မယ်ပြောလို့ရှိရင်အပြန်ကြားလို့ရှိရင်ဒီတဲကိုဝင်ပေါ့နော်အပြန်ဆိုပေမဲ့လည်းအရင်နောက်ကျရင်တော့ဝင်လို့မရဘူးပေါ့နော်ကိုအသွားကြတဲ့တခါတည်းဝင်လိုက်ပေါ့နော်ဝင်ဖို့ကတော့မှပင်လယ်ဘက်ကိုသွားပင်လယ်ရေစော့ညနေညအထိနေပြီးတော့မှဘန်ကောက်ပြန်ခဲ့ပေါ့နော်နေချင်းပြန်သွားလို့ရပါတယ်ရှင်ကျမတို့အမြဲတမ်းသွားဖြစ်ပါတယ်